ဒီပံကြီးရှင်နေကြမိတ်ဆွေများအားလုံးမင်္ဂလာပါဒီဆရာမြင်မို့အောင်ဆိုတာကအုံကျူးတွေရောကော်ပီတွေရောရေးခဲ့တဲ့ဒီဆရာတယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်မေးမြန်းခြင်းနဲ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာကဒီဆရာမြင်မို့အောင်ရေးခဲ့တဲ့အုံကျူးတွေအကြောင်းကိုပိုင်တန်ချင်းတွေအကြောင်းပေါ့နော်ကိုမင်္ဂလာပါမင်္ဂလာပါအခုဘွားမှာကော်ပီချင်းတွေအများကြီးရေးဘူးတယ်ဆိုရင်မဲ့ကျွန်တော်တို့နှစ်သက်ခဲ့ရတဲ့အုံကျူးတွေလည်းအကူကအများကြီးထုတ်လုပ်နိုင်ခဲ့တယ်ဒီဆရာဆိုတော့အုံကျူးလေးတွေရေးဖြစ်တဲ့နှစ်ကာလအလေးစပြောပါလားအဲ့တော့တကယ်တော့ကိုကဂီတလောကကိုရောက်တာကပြောရင်1992တုန်းကထက်နိုင်ကျော်ရဲ့အားလုံးတဲ့အချစ်ကိုလိုတယ်ဆိုတော့albumမှာကော်ပီချင်း9ပုတ်6ပုတ်လောက်ရေးတယ်အဲ့ဒါနေပြီးတော့စပြီးတော့ပါခဲ့တာပေါ့နော်ဒါပေမဲ့တရားဝင်လူအများစုသတိထားမိတာကတော့ဒီ1995မှာထွက်တဲ့စကလုံးမရှိတဲ့ကောင်းငင်ကော်ပီချင်းတွေတစ်ခွေလုံး album မှာမှအများစုကသိတယ်အဲ့တော့ထူးရင်တင်နဲ့တွဲပြီးတော့တည်သွားတဲ့အခါမှာကော်ပီချင်းတွေပဲတစ်ခွေလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ပီချင်းအပ်တဲ့လူတွေကပဲလာတာပေါ့ကိုပိုင်တန်စင်ရေးလာမြေးလာလည်းမသိဘူးလေဟုတ်နောက်ကိုကလည်းအဲ့ဒါကိုသဘောကျတယ်ဘာလို့ဆိုတော့ကိုကဂီတလောကကိုရောက်တဲ့အခါမှာကော်ပီရေးရတာကိုယ့်အတွက်ကတက်တာတယ်လွယ်ကူတယ်ပေါ့နော်တချင်းများများရေးနိုင်တယ်ပေါ့အဲ့တော့ကိုပိုင်တန်တင်ရေးတာကကိုကိုလိုအပ်ချက်ရှိတယ်လို့ကိုကယူဆတော့အဲ့အစောပိုင်းနေမှာကိုပဲလေ့ကျင့်ခန်းဆင်းတာပေါ့နော်လေ့ကျင့်ခန်းဆင်းတော့3-4ပုတ်တော့အဲ့လိုရေးထားတာရှိတယ်ဒါပေမဲ့ကိုကသူတို့ကိုထုတ်လည်းမပြဘူးပေါ့နော်မပြဘူးဆိုတာတပုတ်တွေလောက်ကြိုက်သွားပြီးတော့များအပ်လာရင်လည်းမရေးနိုင်သေးဘူးအဲ့ခါကျတော့ကိုကဘာပဲလုပ်လဲဆိုတော့တပုတ်စာနှစ်ပုတ်စာကိုရင်းနှီးတဲ့သူတွေမှာစပြီးတော့လုပ်ဖြစ်တာပေါ့နော်အဲ့တော့ပထမဆုံးကတော့ထွင်တယ်ပေါ့ထွင်တယ်ကသူမြပြလာအောင်တန်းချင်းအခွေထွက်မယ်ဆိုတဲ့ခါကျတော့ကိုကအဲ့ချိန်မှာနေမှာပဲနေသေးတယ်ဒီမှာတော့ကိုကမနေသေးဘူးသူ့ရဲ့ဒီစကလုံးရှိကောင်းငင်ကိုထင်တယ်မထွက်ခင်လောက်တောင်ဖြစ်မယ်ဟုတ်တော့စကလုံးရှိတဲ့ကောင်းငင်ကသူစီစဉ်နေတာ2နှစ်လောက်တောင်ကြာပြီးတော့မှ95မှာထွက်တာအဲ့ကာလမှာရဲသွင်းမှာလဲကိုကအရိုင်းလေးတို့ပါတို့ရေးပြစ်သွားတဲ့အချိန်ပေါ့လေဆိုတော့ခါကျတော့ရန်ကုန်ရောက်တဲ့ခါမှာသူ့ကိုကိုပိုင်တန်တချင်းလေးတချင်း6ပုတ်လောက်ရှိရတွင်းထားတဲ့ဟာလေးကိုသူ့ကိုပြတော့ तू ကအဲ့ထဲကအတ္တိတပုတ်ကို तू ကအရင်ဆုံးသူတုံးလိုက်တယ်ပေါ့နော်တုံးတယ်ပေါ့အဲ့တော့ကိုရေးထားတာတော့ကိုကနည်းနည်း blues style နည်းနည်းလေးဆန်တယ်ဒီလေလူချင်းလက်မှများဒါပေမဲ့ तू ကကြတော့ country ပုံစံလေး तू ဆိုချင်တယ်ဆိုတော့ तू က country ပုံစံနဲ့လိုက်တဲ့တန်စင်တချို့အပြောင်းလဲလေးတွေလည်း तू လုပ်ပေးတယ်ဟုတ်ကဲ့country ဆိုတော့ပို့ပြီးအများစုနဲ့သက်ဆိုင်ပြီးလိုက်တဲ့သချင်းလေးဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်ပထမဦးဆုံးအနေနဲ့တော့ဒီလေလူချင်းလက်မှများဆိုတဲ့သချင်းကတော့သူ့ရဲ့ပြင်တာလေးလည်းပါတယ်ကိုကတော့တန်စင်စာသားနဲ့ကိုရေးထားတယ်အဲ့လိုနဲ့ထွက်ပြီးတော့အဲ့ဒီသချင်းကတော့လည်းပြည်သက်လည်းတည်တယ်Yesterday la mya we ma khola ni ta Di twet ke nyin mya ma la Shi ga Yesterday la mya we ma khola mya ta Lo wa nyin mya ma la Ni lwin jin la ma mya အဲ့တော့နောက်တစ်ခါကျတော့တခြားတစ်ပုဒ်ကိုကျတော့ကိုကဘယ်လိုလဲဆိုတော့ဘိုးအတွက်လည်းကိုလိုကော်ပီချင်းလေးတွေရေးဘူးတယ်ရေးဘူးမဲ့ तू ကကြွေကောက်သူတကူတော့ကိုပိုင်တန်နေကြီးပဲထင်တယ်နော်အဲ့ကောင်ဟုတ်တယ်ကိုပိုင်တန်နေကိုပိုင်တန်နေကြီးပဲထွက်မယ်ဆိုတော့ဆိုတဲ့ခါကျတော့ကိုကဒါဆိုရင်တော့ तू ကလည်းတောင်းတော့ကိုကပေးဖို့ပေါ့နော်အဲ့တော့အဲ့တုန်းကကိုထဲမှာသူ့ကိုပေးလိုက်တဲ့ခွေထဲမှာမနေ့ကတော့သူနဲ့တွေ့တော့ तू ကပြောနေသေးတယ်ကက်ဆက်ခွေလေးမှာသချင်းတွေ3-4ပုတ်ပါတယ်အဲ့ထက်မှာဘာပါလဲဆိုတော့အဲ့ဒီချစ်သူများရဲ့မနက်ဖြန်ပေါ့နော်သူ့ကိုပေးမဲ့တခြင်းရယ်နောက်တော့သူကထူးခြားအဲ့ထက်မှာထွင်တယ်မဆိုရသေးတဲ့တပုတ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့နှုတ်ဆက်တေးနှုတ်ဆက်တေးဆိုခြင်းလေးကအဲ့ဒါကထွင်နေချစ်ချင်းအဖြစ်ကြတော့မှပဲပြန်ပါလာနိုင်တာတကယ်တော့အဲ့ဒီချင်းကစဉ်းစားမလွတ်တဲ့တခြင်းပေါ့သူ့ရဲ့ဒီအစိမ်းရောင်ဒီဆွဲများကာလာတုန်းကသူက
ကိုပိုင်တန်စင်ရေးပေးဖို့ဆိုတဲ့အတွက်ကြောင့်မလို့ကိုကရေးလိုက်တဲ့ခါမှာ အဲ့နှုတ် အဲ့နှုတ်ဆက်တည်းအဲ့တော့နာမည်ကဘာလဲဆိုလာမင်းရဲ့အမောင်ပဲချမ်းဆိုပြီးကိုပေးတာလာမင်းအမောင်ပဲချမ်းဆိုပြီးပေးပြီးတော့စင်စာတင်တော့စင်စာလုံးဝမကြောက် ဟုတ်လာမင်းမောင်ပဲချဖြစ်နေလို့ အထက်ကစာသားကလည်းအဲ့လိုပဲပေါ့ဟိုငါအမောင်လေးကိုသွားတော့မယ်လို့ဘာလို့ပါတာလေ ဟုတ်ကဲ့ အဲ့ခါကျတော့အဲ့ဒါကိုစဉ်းစားမိပြီးတော့ပြုတ်ကြံခဲ့တဲ့သချင်းပေါ့ ICT ရပဲအဲ့ဒါကခုနပြောတဲ့သူတည်တော့မှပဲနှုတ်ဆက်တေးဆိုတဲ့နာမည်နဲ့ဟိုထွက်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောရရင်အစောပိုင်းမှာကော်ပီသချင်းတွေပဲရေးနေတဲ့အခါကြော်ညာသချင်းတွေရေးတယ်လေအဲ့လိုပဲစီးပွားရေးအရာရေးပြတဲ့အခါမှာကိုယ်ဝန်တန်စင်ကိုကိုကဖြည်းဖြည်းပဲရေးပြတယ်ကိုကိုတိုင်းကလည်းကျွမ်းကျင်မှုကိုတိတ်ယုံကြည်မှုမရှိသေးတာကြောင့်ဖြည်းဖြည်းနဲ့ပဲရေးရင်းနဲ့ခုနပြောသလိုပေါ့တခါလေကြတော့ကိုလူမင်းကရုပ်ရှင်အတွက်အပ်တဲ့ခါကျရုပ်ရှင်ဇာတ်ကားဆိုရင်တော့ငါကိုပိုင်တန်လေးရေးမယ်ဆိုပြီးတော့ခုနအမုန်းဖွဲ့တေးတို့ပါတော့ပေါ့နော်လျှို့ဝှက်ချစ်တို့နောက်ပြီးတော့ကျွန်တော်အမုန်းဆုံးကျွန်တော်တို့ပါတော့အဲ့လိုလေးရေးပေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုပိုင်တန်စင်ကနည်းနဲ့ပဲ များလာတာပေါ့ ဒီလူမုခီသွားနေသည်ပေါ့ဒီ documentary ဒီကဟိုတချင်းတစ်ပုတ်ကိုသီးဆောင်ကိုအကိုရေးတယ်ဆိုပေမဲ့ဒီတချင်းကတနိုင်ငံလုံးကြိုက်တဲ့တချင်းတစ်ပုတ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့လည်းပြောအောင်ဒါဆိုလို့ရှိရင်ဒါဟို documentary ရဲ့သီးဆောင်တစ်ပုတ်ပဲလေအဲ့ထက်ဟိုကြော်လွန်ပြီးတော့3-5ကပြန်ထွက်လဲကြိုက်ကြတဲ့တချင်းတစ်ပုတ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီတချင်းလေးနဲ့ပတ်သက်ပြီးလည်းပြောပါအောင်အဲ့တော့ကိုကဒီကိုပိုင်တန်စင်နေရေးတာမှာကြတော့ကိုကနည်းနည်းလေးကိုစီကံလေးထားတာပေါ့တပုတ်ချင်းမှာနည်းနည်းအပုတ်ရည်အရေးအတွက်များတဲ့ဆိုင်ကနည်းနည်းနဲ့ထူးခြားခြားလေးတွေပဲဖြစ်အောင်ရေးမယ်ဆိုတဲ့သဘောမျိုးငကိုတွေကရှိတယ်ဘာလို့အများကြီးရေးလို့အများကြီးအဲ့လဲလက်မခံနိုင်မှာပေါ့ကွာဟိုရေးတာလဲနှီးတယ်လေနှီးတဲ့ခါကျတော့ကော်ပီကတော့ကိုရဲ့လူတမူဝမ်းကြောင်းရအဓိကရေးတယ်ဆိုပေမဲ့ကိုပိုင်တန်စင်လေးတွေတော့အရေးကြီးတဲ့နေရာမှာကိုကြိုက်တဲ့နေရာမှာထုတ်သုံးတာပေါ့နော်အဲ့ခါကျတော့အဲ့တော့ကိုလွင်မိုးကအပ်တယ်ဆိုတာလဲဟိုသူတို့ကလည်းကိုဘယ်လိုခေါ်မလဲကော်ပီနဲ့တချင်းတွေအောင်မြင်တာများတယ်ဆိုပေမဲ့အုံကျူးရေးနိုင်တယ်လို့သူတို့ထင်တယ်လို့ဖြစ်မှာပါဒီလားအမှန်ဆိုရင်တော့တိတ်တုံးကအဲ့တုံးကအရန်မှာကိုပိုင်တန်စင်တွေကိုပိုင်တန်စင်ခေစားရခင်မဟုတ်ဘူးဟောလေဟိုကိုတချင်းဆိုပို့ပြီးတော့တောင်စိုးမယ်နေတယ်လေဟုတ်ကဲ့ဒါပေမဲ့ तू အပ်တာဆိုတော့ကိုကလည်းရေးပေးပြတဲ့ခါကျတော့ထူးထူးခြားခြားလေးပဲကိုရေးတယ်ဒီထာဝရခီးတယ်ဆိုတဲ့တချင်းဆိုလို့ရှိရင်ဒီမုတ်တွေကို scale တွေမုတ်တွေနည်းနည်းပြောင်းပြီးရေးတယ်ပြီးတော့ modulation တွေပါတယ်တချင်းတဲ့ဘူထဲမှာပဲဂီတဲတာတွေပြောင်းလဲနေတာပေါ့နော်ဆိုတော့ဟိုဂီတပညာရေးကလည်းကိုကmusic theory ကိုကဟိုဟာလေ့လာတဲ့ခါကျတော့ဒီကို Derek တို့ကိုကိုရာတို့ကြီးကဂီတာသင်ပြီးတဲ့ခါကျမှကိုလည်းလေ့လာပြီးတော့နည်းနည်းပုံမှန်ရှင်းတဲ့မတူတဲ့ပုံစံလေးတွေကိုရေးကြည့်ခြင်းစိတ်လေးတွေဖြစ်တယ်ပေါ့လေအဲဒီခါကျတော့အဲ့ဒီထဲမှာတော့ဒီ Tower Key တဲ့သချင်းလိုဟာမျိုးလေးဖြစ်လာတာပေါ့ Tower Key တဲ့အမြဲတမ်းရှာနေစေလောကရဲ့မန်တရားအစကတည်းကဆိုတော့ထူးရလင်းနဲ့ဆိုမယ်ဆိုတာမျိုးသိပြီးသားလားပေါ့အကိုမရေးခင်ကတည်းကပြောရရင်တော့အဲ့ဒီမတိုင်ခင်တော့ကိုလွင်မိုးကလည်းအဲ့တချင်းကိုတခြားနာမည်ကျော် rock ဒေသရှင်တယောက်နဲ့သူကဆိုခိုင်းမှုပါဆိုခိုင်းမှုပဲမဲ့အဲ့ချိန်မှာအကြောင်းကြောင့်ဟိုဟာဖြစ်တဲ့အခါကျတော့ကိုတို့ကထူးရလင်းကိုသူလည်းကြိုက်လို့ရွေးချယ်လိုက်တာပေါ့နော်အဲ့တော့ထူးရလင်းကလည်းဒီတချင်းလေး
ပြီးတဲ့အခါကျတော့သူ့ဟန်နဲ့လည်းနည်းတော့ကွဲတယ်လေ ဟုတ်ကဲ့ဟုတ်ကဲ့ ကွဲတော့ကိုကလည်းအဆင်ပြေပါမလားပေါ့ဆိုတော့အခါကျတော့ तू ကतू ကလည်းယုံကြည်ကြည်ပဲဆိုတယ်ပေါ့နော်ယုံကြည်ဆိုတယ်အဲ့ဒီခါကျတော့ဒီသချင်းကဟိုခုနကလို မာစတာလည်းယူစဉ်ဒီမှာလည်းပြန်ပါ သူလည်းပြန်ပြီးတော့ဟိုတုံးတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးပါဟို သူစံတဲ့နေသူအတွက်ဘာမှလည်းပါတယ် ဟုတ်တယ်သူလည်းအဲ့ဒီအတွက်သူ့ရဲ့ထူးခြားတဲ့သချင်းလေးတွေပေါ့အဲ့တော့သူ့လိုမျိုးဟာဆိုရင်ပြောရမယ်ဆိုရင်ဘယ်လိုလဲဆိုတော့အများစုထင်ပါပါတော့ကိုနဲ့ဒိုးလုံးနဲ့ဆိုတခြားကြီးပဲလေတီးကြပဲ သူကရေးဆိုပဲ ပတ်သက်စရာလည်းမရှိဘူးပေါ့နော်ဒါပေမဲ့ဒါရိုက်တာမောင်တင်ဦးကအဲ့နေရာမွေးတဲ့လဆိုတဲ့ချင်းဟိုပါပေါ့နော်ရုပ်ရှင်ဇာတ်ကားဦးကျော်ဟိန်းနဲ့နော် ဟိုကြော်ရင် ရိုက်တဲ့အခါကျတော့ तू ကအဲ့ချိန်မှာကိုဒိုးလုံးလည်းကြိုက်ပြီး तू ကဒိုးလုံးကိုစူစေခြင်းတယ်ဒိုးလုံးကိုစူစေခြင်းပြီးတော့ရေးတာကြလဲ तू ကအဲ့ဒီမှာတင်းဆောင်ကိုရေးစေခြင်းတယ်ပေါ့နော်ကိုကပြောတယ်ပေါ့ဘူးနော်ပပကြီးဟိုမဖြစ်ဘူးတင်တခြားချင်းလဲကျွန်တော်ရေးပေမဲ့ तू လဲဆိုခြင်းပါမလားမသိဘူးနော်အဆင်ပြောအားတယ်မို့ပြောကြည့်လိုက်ပါတယ်ဆိုတော့ကိုကဒိုးလုံးနဲ့တွေ့တဲ့အခါကျတော်တော်အံ့ဩသွားတယ်ပေါ့အံ့ဩသွားတာ तू ကအားတဲ့အကိုတဲ့ကိုရေးမယ်အကိုတဲ့ဟိုဟာကြိုက်သူကရေးတော့တဲ့အမုန်းလေးလို့ဟိုဟာညီလေးနဲ့လိုက်တဲ့ဟာမျိုးလေဟာအကိုရတယ်ကျွန်တော်ဘယ်ချင်းမဆိုကျွန်တော်ပုံစံဖြစ်အောင်ကျွန်တော်ဆိုလို့ရတယ်တဲ့သူကလည်းအဲ့လိုယုံကြည်ချက်ရှိရှိပေါ့နော်ယုံကြည်ချက်ရှိနေဆိုတော့ကိုကအဲ့ဒီနေရာမွေးတဲ့လာဆန်တာပေါ့နော်နေရာမွေးတဲ့လာအဲ့တချင်းကိုလည်းအဲ့တချင်းလဲကိုကြိုက်တယ်တန်မိုးထားတယ်တစ်ချိန်မှတော့ပြန်ပြီးတော့ပေါ်လာအောင်တော့လုပ်မယ်ပေါ့နော်အဲ့တုန်းကကြတော့အဲ့ကောင်ကဟိုထူးထူးခြားခြားပါပဲဟိုအဲ့ထက်မှာချောစုခင်တဲ့ဇုံရဲတစ်ပုတ်လဲကိုပိုင်သားချင်းစံတင်ချင်းတစ်ပုတ်ပဲဒိုးလုံးဆိုဘူးတယ်အဲ့တော့ဒီဟာလေးကိုတော့ကိုကတန်ဖိုးထားတယ်ဒါပေမဲ့ဒီအပြင်မှာထွက်လာတဲ့ခါကျတော့အဲ့ထဲကပုံနေနဲ့ကျတော့အဲ့မှာတော့တီးတီးဆိုဒိုးလုံးဆိုပြီးဖြစ်နေတာပေါ့နော်ဟိုသူတို့တင်လိုက်တဲ့လူကနည်းနည်းမသိတော့အဲ့ဒါကိုလည်းကိုကတော့ပြန်ပြီးတော့မဖြေရှင်းဖြစ်ပါဘူးမဖြေရှင်းဖြစ်ဘူးအဲ့တော့တကယ်ပြန်ပြီးတော့ထွက်လာတဲ့ခါကျရင်တော့အဲ့ဒီချင်းလေးဖြစ်နိုင်တာပေါ့နော် I cannot zone no nietaye atitame abati yaye bwale Nega mwele la sana Ajambi we halile ilaji Mitwe domiye ကိုယ်စီကိုရောက်လာတဲ့အုံကျူးဖန်တီးဖို့ဖြစ်လာတဲ့အခွင့်အလမ်းတွေမှာအကိုဘယ်လိုအကျိုးရှိအသုံးချခဲ့လဲပေါ့ အဲ့ဒါကဟိုတစ်ခါတည်းဟိုလူတွေနဲ့လည်းဆိုင်တာပေါ့နော်လူတွေဆိုတာဒီရုပ်ရှင်ဂီတလောကလူတွေနဲ့တော်လေးဆိုင်တယ်တော်လေးဆိုင်တယ်ဆိုတာထားပါတော့ကိုဆိုရင်ကော်ပီတီရှင်တွေနဲ့ပဲထွေတင် IC တင်သာမော်တို့လိုအဲ့လိုဟာမျိုးနဲ့ အများကြီး အောင်မြင်တယ်ပေါ့နော်ကိုပိုင်တန်စင်လည်းမရှိဘူးလေတိလားအဲ့ဒါကိုခုနရုပ်ရှင်တွေဇလန်တွဲတွေကိုပိုင်တန်စင်သူတို့ကလည်းအရေးကြတာပေါ့တချို့ကဒါပေမဲ့အဲ့ဒါလည်းပို့ဆိုးတာရှိတယ်ပို့ဆိုတာတခါကျတော့အဲဒါရိုက်တာဝိုင်းနဲ့ဟိုဟာပဲမဟောဂနီကကိုဘယ်လိုလဲဆုံးသွားတာကိုဂျမန်သူကြတာပဲ तू ကအဲ့ဒီကြောက်ဆက်ရည်ကကြတော့တင်းဆောင်လက်အိုင်နဲ့နောက်ခံဂီတပါလုပ်ပေးဖို့ကိုအဲ့ဒါအဲ့လူကားတယ် ဟုတ်တယ်မြတ်တို့ကအဲ့ခါကျတော့အဲ့မှာတင်းဆောင်ကတော့ကြောက်ဆက်ရည်ဆိုတဲ့ချင်းလေးကကိုပိုင်တန်စင်ပဲအဲ့ထက်မှာတယောက်ဆိုတယ်အဲ့ထက်မှာဇက်ဝင်တင်းမှာလည်းမြတ်ကစัญญา TV ဆိုသလိုမျိုးလေဟုတ်ကဲ့အဲ့ဒီမှာပါတယ်အဲ့ဒီတုန်းကကိုကအဲ့ချိန်မှာကိုကကိုပိုင်တန်စင်ချင်းတွေကိုကိုလေးလာရင်းနဲ့ရေးတာကိုကယုံကြည်ချက်ရှိလာပြီပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါပြီးတော့တလက်စာထဲမှာပဲ music arrangement တွေပါကိုကစဉ်းစားတာပေါ့နော်ဒီတချင်းတွေဆိုရင် intro လေးတွေဘယ်လို solo ဘယ်လိုပေါ့နော်အဲ့လိုမျိုးပေါ့အခုနောက်ပိုင်းဆိုကိုတချင်းရေးတာတွေဆိုရင်ဒီထက်မှာကိုကဒီ Notion ဆိုတဲ့ international software နဲ့ရေးတယ်အဲ့ထဲမှာပဲတန်စင်တွေရောနောက်ခံဒီလုံးရော intro တို့ပါတော့ပေါ့နော်အဲ့ဒါမျိုးတွေနဲ့ကိုကရေးပြီးတော့ဟိုကလုပ်တယ်အဲ့တော့အဲ့ချိန်တော့ကျတော့တကားလုံးကျတော့ကိုကအမှန်တော့ကိုမလုပ်နိုင်သေးဘူးဟိုသူကအချိန်ကာလပေးရတာလည်းပါတာပေါ့နော်ဆိုတော့ဒါမှလည်းကိုအောင်လီနဲ့တွဲပြီးတော့အဲ့ဒီကြောက်ဆက်ရည်ကိုတကားလုံးလုပ်လိုက်တယ်ပြီးဒုတိယကအနုဘစ်လားမသိဘူးကိုလူမင်းကလည်းအပ်တယ်အဲ့တော့အနုဘစ်အပ်တဲ့ဟာကိုလည်းကိုအောင်လီနဲ့ကိုတွဲပြီးတော့ဖန်တီးပေးလိုက်တယ်အဲ့တော့ထူးထူးခြားခြားအချိန်ရပြီးလှုပ်လိုက်ဖြစ်တာကတော့ဒီမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပေါ့အဲ့မှာကျတော့ theme song ကဂျူပဲအဲ့မိမတယောက်ဟိုဖွင့်ဟဝန်ခံချက်တခြင်းပေါ့နော်
အဲ့ဒါမှအခြေရခေါ်ဆောင်ရတော့ဘာလို့ကိုပိုင်တန်တင်လေးတွေပါတယ်လို့အဲ့တကားလုံးရဲ့ music school ကြတော့ကိုရေးတယ်အဲ့ကြတော့ကိုအောင်လေးတဝက်မလို့ music school ကိုရေးတယ်ကိုအောင်လေးရဲ့ music produce လုပ်တယ်ပေါ့နော် ဟုတ်ကဲ့ အဲ့လောက်အထိအဲ့တော့ပြောရရင်တော့ music တွေကိုကိုကတဖြည်းဖြည်းနဲ့လေ့လာရင်လည်းကိုပိုင်တန်တင်ရေးတတ်အောင်ပြီးရင်ကိုပိုင်တန်တင်ရေးတဲ့ခါမှာလည်း intro လေးတွေ solo လေးတွေ arrangement လေးတွေကိုလုံနိုင်အောင်နောက်ပိုင်းအဲ့ဂီတတွေကိုကိုစိတ်ကြိုက်လုံနိုင်အောင်ဒီတဖြည်းဖြည်းကိုလေ့လာပြီးတော့ယုံကြည်လာတာပေါ့ level မြင့်လာတာ ယုံကြည်ပြီးတော့ကိုဟိုအဲ့တော့ပြောရရင် copy နဲ့အတန်မွေးဝမ်းချောင်းလုံနေတဲ့အချိန်ထဲမှာပဲကိုပိုင်တန်တင်လေးတွေကိုတဖြည်းဖြည်းကိုပြိုးထောင်လာတဲ့သဘောပေါ့ ဟုတ်ကဲ့